ကန်ဆိုတာတခါတလေကြတော့သူကဟန်တာလို့မရနိုင်တော့အောင်သူကရင့်ကျက်လာတဲ့အခါမျိုးရှိတယ်အကြောင်းကျိုးညီညွတ်လာလို့ကံတရားကရင့်ကျက်လွှမ်းမိုးလာတဲ့အခါကျတော့ဘုရားတော်မကယ်နိုင်ဘူးဆိုတာလည်းရှိတယ်ဆိုတာတတိထားဖို့လိုတယ်ပေါ့လူဘဝကနေပြီးတော့ဒီတဲ့ချမ်းသာဒုက္ခများတဲ့နတ်ဘဝရောက်သွားတော့ဘယ်လိုပြောကြသလဲလို့ဆိုရင်လူဘဝဒုက္ခန္တာနတ်ဘဝနတ်ခန္တာဒီနှစ်ခုနှိုင်းစာပြီးတော့ကြည့်မယ်ယုတ်ခန္ဓာတိဆောက်ထားမှုကိုကြည့်မယ်ဆိုလို့ရှိရင်လူဘဝဒုက္ခန္တာမြေအိုးနဲ့အလားတန်တူတယ်ပေါ့နတ်ဘဝနတ်ခန္ဓာရွှေအိုးနဲ့အလားတန်တူတယ်အဲ့ဒါကြောင့်မို့လို့မြေအိုးကွဲသွားပြီမဲ့လို့ရွှေအိုးရလိုက်တယ်ဆိုရင်တော့အရှုံးပဲဟုတ်တယ်ပေါ့နော်ဒါကြောင့်မို့လူဘဝဆုံးလွတ်ပြီးတော့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကိုမြေအိုးခွဲပြီးတော့ရွှေအိုးကိုယူပါလို့ပြောကြတာပေါ့ဒီလိုဆိုတာပေါ့နော်သို့သောလူဘဝတန်ဖိုးဆိုတာဘာကိုပြောတာလဲနတ်ဘဝနဲ့လူဘဝခန္ဓာကိုယ်တည်ဆောက်မှုကြည့်မယ်ဆိုရင်တော့နတ်ဘဝကအမြဲတမ်းကောင်းတယ်ရုပ်ဆင်းလှပပါတယ်အသက်ရှည်တယ်ချမ်းသာဒုက္ခများတယ်လွန်မှုကြီးစိုးနိုင်မှုတွေရှိတယ်မျက်စိကမြင်မြင်သမျှအာယုန်တွေဟာနှစ်သက်စရာတွေနားကကြားသမျှအသံတွေဟာလည်းနှစ်သက်စရာတွေနှာခေါင်းကနမ်းရှူရသမျှအနံ့တွေဟာလည်းနှစ်သက်ခြေတတ်စရာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရသမျှဆိုတာလည်းနှစ်သက်စရာအသုံးဆောင်တွေဆိုတာလည်းပဲကံကြမ္မာကပေးထားတာဖြစ်သောကြောင့်မကြောင်းမကြမတောင်းမတပြည့်စုံတဲ့ချမ်းသာဒုက္ခလူချမ်းသာနဲ့နတ်ချမ်းသာကိုမြတ်စွာဘုရားကဟောထားတယ်နှိုင်းရှင်ကြည့်ပဲဆိုရင်နတ်ချမ်းသာနဲ့လူချမ်းသာနှိုင်းရှင်ကြည့်ရင်လူချမ်းသာဆိုတာနတ်ချမ်းသာကပင်လယ်ထဲကရေတွေလောက်များပြီးတော့လူချမ်းသာကအဲ့ဒီပင်လယ်ရေတစ်စက်လောက်ပဲရှိပါတယ်လို့ဒီလိုပြောတာနော်လူချမ်းသာနဲ့နတ်ချမ်းသာလူကွာသို့တော့လူဘဝကိုဘာလို့တန်ဖိုးထားရတယ်လဲနတ်ဘဝရဖို့ခင်းတယ်လို့မြတ်စွာဘုရားမဟောဘူးလူဘဝဘာလို့တန်ဖိုးထားလဲဆိုရင်ကုသိုလ်ကောင်းမှုကိုတန်ဖိုးထားလို့ပြောတာလူဘဝကနတ်ဘဝတဲ့ตาလို့ပြောတာမဟုတ်ဘူးလူခန္ဓာကိုယ်ကနတ်ခန္ဓာကိုယ်တဲ့ပိုကောင်းလို့ပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရလို့နော်ဒါနလူခွင့်ပြုခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ကမ္မထံဘာဝနာအထုတ်ခွင့်တွေရတယ်ဒီကုသိုလ်အခွင့်အရေးတွေကိုကြည့်ပြီးတော့လူဘဝတန်ဖိုးရှိတယ်လို့ပြောတာအဲ့ဒါတွေမလုပ်ဖဲနဲ့ဘဝတစ်ခုကုန်သွားတယ်ဆိုလို့ရှိရင်လူတန်ဖိုးဆိုတာဘာမှမရှိတော့